လူလောကကြီးမှာတကယ်ချမ်းသာတဲ့ပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးကိုပြောတာလဲဆိုတာကိုမြတ်စွာဘုရားရဲ့အလိုတော်ကြရှင်းရှင်းလင်းလင်းမသိရဘူးလားလူလောကပြောတဲ့ချမ်းသာမှုဆိုတာနဲ့မြတ်စွာဘုရားပြောပြတဲ့ချမ်းသာမှုဆိုတာဘယ်လောက်ကွာခြားတယ်လဲဆိုတာကိုလည်းသိနိုင်တယ်ပေါ့လူလောကလူချမ်းသာတယောက်ဆိုတာကိုဘယ်လိုပေတံမျိုးနဲ့တိုင်းတာကြသလဲများသောအားဖြင့်ပဂတိဥစ္စာပစ္စည်းတွေကိုအများကြီးရှာဖွေပြီးတော့အများကြီးသိမ်းဆည်းထားနေစေဆိုလို့ရှိရင်ဒီလူတွေကလူချမ်းသာတွေဆိုပြီးတော့လူချမ်းသာတစ်စိတ်ကိုလွယ်လွယ်ပဲခတ်နေကြတာပေါ့နော်မြတ်စွာဘုရားကတော့ဓမ္မဒိဋ္ဌံကြကြရိုးရှင်းရှင်းပဲပြောပါတယ်တတ္တသီလဟိရိဥတ္တပသုဒ္ဓစာကပညာလို့ဆိုတဲ့သူတော်ကောင်းဥစ္စာခုနှစ်ဖြာနဲ့ပြည့်စုံမှသာလည်းလူချမ်းသာတယောက်ဖြစ်တယ်ပဂတိဥစ္စာပစ္စည်းပိုင်ဆိုင်မှုနည်းသည်ဖြစ်စေများသည်ဖြစ်စေအဲ့ဒါဟာအဓိကပဓာနမဟုတ်ဘူးပေါ့နော်အဲ့ဒီနေရာမှာလူလောကလူချမ်းသာလို့ပြောတဲ့အပြောအဆိုနဲ့မြတ်စွာဘုရားရဲ့လူချမ်းသာတယောက်ဖြစ်တယ်လို့ပြောဆိုလိုက်တဲ့ပြောဆိုတဲ့စကားနှစ်ခုရဲ့ကွာဟချက်ကိုမြင်တတ်ဖို့လိုတယ်နော်လူလောကပြောဆိုတတ်မှတ်ကြတာကတော့များသောအားဖြင့်အမှန်တရားနဲ့ဝေးတာပဲများပါတယ်ပဂတိဥစ္စာပစ္စည်းတွေအများကြီးရှိလို့အများကြီးပိုင်ဆိုင်ထားတယ်ဆိုရင်လူချမ်းသာတွေလို့ပြောတာပဲဥစ္စာပစ္စည်းတွေကြီးတဲ့ချမ်းသာပြီးတော့ပုံမကုံဖြုံးမကုံနိုင်အောင်ပေါ်များနေတဲ့ပုံကိုယ်တွေတောကတွေပရိဒေဝတွေနဲ့တချို့ဆိုရင်နေတိုင်းလိုမျက်ရည်နဲ့မျက်ခွက်မပြတ်အောင်ငိုကြွေးပြီးတော့စိုးရင်ပူပန်နေကြရတဲ့နော်အလွန်ဆင်းရဲလှတဲ့စီးစိမ်ရှင်တွေလူလောကကြီးမှာအများကြီးမရှိဘူးလားဥစ္စာပစ္စည်းတွေများစားသားပိုင်ဆိုင်ထားတဲ့ချမ်းသာတဲ့လူတယောက်မဟုတ်ဘူးဆိုတာအလွန်ထင်ရှားတယ်နော်ဒါကြောင့်လူလောကရဲ့ပြောဆိုတတ်မှတ်ချက်ကတော့အလွန်တရာမှအမှန်တရားနဲ့ဝေးတယ်ပေါ့မြတ်စွာဘုရားရဲ့လူချမ်းသာတယောက်ဆိုတဲ့တိုက်တာပြတဲ့နော်ဒီတိုက်တာချက်ကတော့ဘလို့မှစောတကတက်เสียမရှိလောက်အောင်ကိုပဲမှန်ကန်တယ်နော်တရားတရားသီလတရားဟိရိဩတ္တပတရားသုဒ္ဓတရားစာကတရားပညာတရားဒီခုနှစ်မျိုးသာတကယ်ပိုင်ဆိုင်အောင်ကြိုးစားထားမယ်ဆိုရင်ဒီလူဟာတကယ်ကိုချမ်းသာတဲ့လူတစ်ယောက်ဖြစ်မယ်ပေါ့ဒါကိုတရားဓမ္မတို့ဦးဇင်းတို့တွေဟာလက်တွေ့ကိုယ်တန်တန်မှာအဲ့ဒီဥစ္စာပစ္စည်းတွေကိုပိုင်ဆိုင်အောင်ကြိုးပမ်းရင်းဖြင့်မြတ်စွာဘုရားရဲ့အဆုံးအမဒေသနာတော်တွေကိုထောက်ခံနိုင်ဖို့လိုအပ်တယ်ပေါ့